အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ New York မှာရိုက်ခဲ့တဲ့ Hollywood movie တွေရဲ့ scene လေးတွေရိုက်ခဲ့တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ကြည့်ကြမယ်နော် Said you want your life to be like a movie. So ကျွန်တော်တို့အခုဒီ Greenwich လမ်းမပေါ်ရောက်နေတာပါ Greenwich Street ရဲ့443မှာကွန်ဒိုတစ်ခုရှိတယ်ဒီကွန်ဒိုကတော့ Hollywood ကနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့အဆိုတော်တွေနေကြတယ်ဒီဟာလေးတစ်ချက်ကြည့်ကြမယ်ဒီ443 condominium မှာဆိုလို့ရှိရင် Ryan Reynolds, Jake Gyllenhaal, Harry Styles, Lawrence တို့နေတဲ့နေရာဖြစ်တယ်တဲ့ဆက်သွားရင်တော့ Hudson River ကိုရောက်ပါမယ်။ကဲအဲ့ဒါဆိုလို့ရှိရင်ဒီအောက်ဖက်နားလေးမှာ Hudson River Park လေးရှိတယ်။အဲ့ဒီနားလေးခဏသွားမယ်။မြေကမ်းဘေးလေးကိုကြည့်မယ်။ပြီးရင်အရန်စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်တနေရာဆက်သွားမယ်နော်။Hudson မြစ်ကြီးပါကျွန်တော်ရိုက်နေတဲ့ site ကတော့ Press ဇာတ်လမ်းတွေရအောင်နော်Rachel နဲ့ Monica နေတဲ့ performance ဖြစ်တယ်ဆက်ကြည့်အောင်ဒီတိုက်ကြတော့ Ross နေတဲ့နေရာပေါ့နော်ဒီဘက်ကသူတို့ထမ်းပြီးတော့ချောင်းကြည့်တဲ့နေရာကျွန်တော်ရောက်နေတဲ့နေရာကတော့ Captain America ကပထမဆုံးကားထဲမှာ Captain America 90လောက်ပေါ့နော်ဒီခဲနေရာလေးပြန်ထွက်လာတဲ့နေရာဖြစ်ပါတယ်အခုတော့ဒါ Morgan Stanley တင်နေဖြစ်နေတာပေါ့နော်ဟာဟာဒါသူကဟိုကနေထွက်ပြေးလာပြီးတော့တောက်လျှောက်ပြေးလာပြီးဒီနားမှာပေါ့နော်ဒီနားမှာ Nick Fury နဲ့တွေ့တာပါ Nick Fury နဲ့ကြီးကကားတဲ့ဒီနားမှာဆုံတဲ့နေရာပေါ့နော်ဆက်မလဲကြည့်ရအောင်Captain America ကားရဲ့ကတ်ဆင်းထဲမှာပါတယ်သူထိုင်ပြီးတော့အာလူဖုတ်တဲ့နေရာလေးပေါ့နော်ဒီကဝေတာကောင်မလေးနဲ့အာလူထိုင်ဖုတ်တဲ့နေရာလေးပါဒီနေ့တော့ပိတ်ထားတဲ့နဲ့တူလေးဆိုင်က Waiting on the big guy? Ma'am? Radio? Ask for her number, you moron. အဲ့ဒီဒီတရားပေါ်မှာကျတော့ Battle of New York ရဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာပေါ့နော်ဒီအနောက်မှာကျွန်တော်တို့360ဒီဂရီလက်ပြပြီးတော့တီးလုံးနဲ့ပြတဲ့အခန်းပေါ့နော်အခုကျွန်တော်တို့မြင်နေရတဲ့ဒီအဆောက်အဦကြီးပေါ့နော် MetLife Building ကြီးရဲ့အနောက်မှာဒီ Avenger ဒီ MCU ကားတွေက Stark Tower ပေါ့နော် Stark Tower Avenger Tower ထည့်ထားတဲ့နေရာဖြစ်ပါတယ်ဒီလို CGI နဲ့လုပ်ပြီးထည့်ထားဒီနားလေးမှာပေါ့နော်ကျွန်တော်တို့မများလေးပြထားပါတယ်အခုကျွန်တော်တို့ရောက်နေတာ Grand Central Terminalတရားပူတာကြီးပါဒီနေရာမှာဆိုလို့ရှိရင်အမှန်ကြာဒီ Battle of New York ထဲမှာချတဲ့အခန်းလေးပါပါတယ်ဒီကနေ One Story Family ဝင်လာတာပါ
the band Semisonic. It's not Third Eye Blind. Can you believe that? Not the song. This. Said you want your life to be like a movie. Sorry I had to use the real Grand Central instead of the fake one. ဒီနားလေးကတော့ Spider-Man Far From Home နဲ့မှာ Spider-Man MCU လာခေါ်ပြီးတော့ဆက်လုပ်တဲ့နေရာလေးပါနော် Hey, sorry, I'm late. It's fine. You ready? Yeah. You're gonna love this. Okay. အခုနတရားရဲ့ဘေးမှာရှိတဲ့ဒီ building မှာကြတော့ဒီ building နားကို Hawkeye နဲ့ Black Widow ကွင်းကျက်ရောက်လာတဲ့နေရာပေါ့နော်အဲ့ဒီတော့ဝိုက်မှာကို MCU တွေကအဖြစ်ပြတော်တော်များဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တော့တန်တာသုံးတဲ့နေရာကိုသွားကြည့်မယ် Crystal Building အပေါ်မှာသူက Missionary Army တွေကိုမိုးသွင်းနဲ့ပြစ်တဲ့ခံပေါ့နော်သွားကြည့်အောင်ဒါကကျွန်တော်ပြောတယ်တော့မိုးကြိုးဖြစ်တဲ့ခံပေါ့နော်တော့ Missionary Army တွေကိုမိုးကြိုးနဲ့သုံးတဲ့ခံပါဒီတိုက်ဒီလုံးဝနေတက်ပြီးတော့လုပ်ကြတာအဲဒီတိုက်က Crystal Building လို့ခေါ်ပါတယ်အခုကျွန်တော်တို့ရောက်ရှိနေတာကတော့ Washington Square Park ဖြစ်ပါတယ်ဒီမှာ Avenger Infinity War ထဲမှာ Doctor Strange ကို Ebony Mask နဲ့ Black Dwarf ကလာဖမ်းပြီးတော့ Spider-Man နဲ့ Iron Man နဲ့ဟိုကဲတဲ့အခါပေါ့နော်ဒီနားမှာပါ Infinity War. Hey, man. What's up, Mr. Stark? Kid, where'd you come from? Field trip to Nova! He's from space. He came here to steal a necklace from a wizard. Kid, that's the wizard. Get on it. On it!ဒါကတော့177 Bleecker Street မှာ Saturn Santorin နေရာပေါ့နော်အပြင်တိုက်ကတော့တိတ်မတူပါဘူးဒီနေရာမှာ Doctor Strange ကိုရေးတဲ့စာရေးဆရာတွေနေတဲ့နေရာမို့လို့ဒီနေရာကိုယူပြီးတော့အသုံးပြုလိုက်တာဖြစ်တယ်ဒါပေမဲ့တကယ်တော့အပြင်မတူပါဘူးကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့ New York City Library ပါဒီနားမှာလည်းရုပ်ရှင်တော်တော်များများရိုက်ထားပါတယ်နာမည်ကြီးတဲ့ကားတွေထဲမှာဆိုလို့ရှိရင်တော့ Day After Tomorrow လေ The Day After Tomorrow ကားတွေကရေးကြီးပြီးတော့ခဲမဲ့ခံရဒီနေရာပါကဲအခုဆက်ပြီးတော့ကျွန်တော်တို့ Spider-Man Homecoming နဲ့က scene တစ်ခုရိုက်ခဲ့တဲ့နေရာကိုသွားမယ်နော်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ Staten Island ဘက်ကိုသွားတဲ့ ferry boat တွေစီးတဲ့နေရာဖြစ်တယ်။ Tom Holland ရဲ့ Spider-Man Homecoming နဲ့မှာ Baltimore ဒီမှာ smuggling လုပ်နေနေ Spider-Man နဲ့ဗတ်တဲ့ဆိုင်ပြီးတော့နှစ်ချမ်းကွဲသွားတဲ့တင်မောဟာဒီ Staten Island ferry boat ပဲဖြစ်ပါတယ်။ဒီ Staten Island ferry ကနေကြည့်လို့ရှိရင်ဒီနီးနားတစ်ဝိုက်မှာအစင်းတွေအများကြီးတွေ့ရလိမ့်မယ်ကျွန်တော်တို့ဒီနားမှာတွေ့နေရတဲ့တရားဆိုလို့ရှိရင် Iron Man က New York ကိုပြစ်လိုက်တဲ့ဒုံးကြီးကိုတည်ပြီးတော့ hotel ထဲကိုထည့်ဖို့ယူသွားတဲ့နေရာတစ်ခုတွေ့ရမယ်။ညာဒီစာအုပ်လေးကတော့ Iron Man က Spider-Man ကိုတွေ့တဲ့နေရာဖြစ်တယ်။